လူတစ်ယောက်မှာအရေးကြီးဆုံးကယုံကြည်ခြင်းပါပဲယုံကြည်ခြင်းထဲမှာဘာတွေရှိတယ်လဲဆိုရင်လက်စစ်တက်လို့စွဲငင်တက်တဲ့အားတွန်းလှန်တက်တဲ့အားဆိုပြီးတော့နှမျိုးရှိပါတယ်လူတွေရဲ့စိတ်ဓာတ်မှာလည်းစွဲငင်တက်တဲ့အားတွန်းလှန်တက်တဲ့အားဆိုပြီးတော့လည်းနှမျိုးရှိပါတယ်မေတ္တာတက်ယုံကြည်ခြင်းတက်လိန်တက်မျှော်လင့်ခြင်းတက်ဆန္ဒတက်တွေကစွဲငင်တက်တဲ့အားဖြစ်ပြီးတော့ကြောက်ရွံ့ခြင်းမုန်းတီးခြင်းမနာလိုခြင်းစတာတွေကလည်းတွန်းလှန်တက်တဲ့အားဒါကလည်းစိတ်ဓာတ်မျိုးဖြစ်ပါတယ်တွန်းလှန်တက်တဲ့စိတ်ဓာတ်နဲ့စွဲငင်တက်တဲ့စိတ်ဓာတ်ကတော့သဘောအဖြစ်သဘာဝအဖြစ်စန့်ကျင်ဘက်သဘောမှာရှိပြီးတော့တခုသောစိတ်အတွင်းမှာတပြိုင်နက်တည်းတည်နေခြင်းကတော့မကောင်းပါဘူးယုံကြည်ခြင်းစိတ်ဓာတ်အားကောင်းအောင်ပြုလုပ်ဖို့နည်းလမ်းကတော့ယုံကြည်ခြင်းဆိုတဲ့စိတ်ဓာတ်ကအလိုလျောက်မဖြစ်ပေါ်ခဲ့ရင်ဖြစ်ပေါ်အောင်ပြုလုပ်နိုင်ဖြစ်ပေါ်ပြီးရှိနေရင်အားကောင်းအောင်ပွားပေးနိုင်တဲ့စိတ်ဓာတ်မျိုးဒီချိန်မှာကိုယ့်ရဲ့ကောင်းနေတဲ့အလေးချိန်တစ်ခုကိုကိုယ့်ရဲ့ကောင်းနေတဲ့အတွေ့တစ်ခုကိုအကျင့်ချင်းအဖန်ဖန်တွေ့တော့ပြုလုပ်ခြင်းသာဖြစ်ပါတယ်စိတ်ကိုတဖြည်းဖြည်းနဲ့အရှင်ဘတ်အောင်ပြုပြင်ပြောင်းလဲပေးတဲ့အရာကကိုယ့်ရဲ့မသိစိတ်ကိုပြန်ပြီးတော့ထိချုပ်နိုင်အောင်ပြုလုပ်ခြင်းနဲ့တွေ့ပါတယ်အဲ့တော့ယုံကြည်ခြင်းဆိုတဲ့အကြောင်းအရာမှာကျမတို့ကဘယ်လိုအကြောင်းအရာကိုယုံကြည်တဲ့နာလဲဒီရှိတစ်ခုမှာဘယ်အရာကပို့ပြီးတော့ကျမတို့အတွက်ကောင်းကျိုးဖြစ်စေနိုင်မလဲဘယ်အရာကပို့ပြီးတော့ကျမတို့အတွက်အကျိုးရလက်ရစေနိုင်မလဲသို့မဟုတ်အမှန်ဆုံးဖြစ်စေနိုင်မလဲဒါတွေကိုကျမတို့ကတွေးပြီးတော့မြင်ပြီးတော့မှတရားကိုယုံကြည်ခြင်းဆိုတဲ့အကြောင်းအရာပေါ်မှာတည်လိုက်တာပဲဖြစ်ပါတယ်ကျမတို့ဘဝမှာတခါတလေကြာလို့ရှိရင်ကျင်တဲ့အတိုင်းအတာတစ်ခုမရလာတဲ့အခါသို့မဟုတ်ရမနေတဲ့အခါမှာကျမတို့ယုံကြည်ခြင်းတွေကိုစွန့်မိတ်ပြီးယုံလိုက်တာရှိတယ်အဲ့ဒါတွေကတကယ်တော့ဝိသေသအရာမှန်မနေပါဘူးတကယ်တော့ကျမတို့ကကိုသိရပါမယ်ယုံကြည်တဲ့နာကိုယုံကြည်ရပါမယ်ဒါကျမတို့လက်ကင်ဆွဲထားရတဲ့အကြောင်းအရာတွေဒီအရာကမမှန်ဘူးဒီအရာကမဟုတ်ဘူးမသိချဘူးလို့သိတော်ညာလေဒါကိုပဲဆွမြင်ယုံကြည်ခြင်းလို့သတ်မှတ်ထားတာမျိုးရှိတတ်ပါတယ်ဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဒီအရာကိုယုံကြည်ခြင်းလို့သတ်မှတ်ခြင်းတောင်မှသတ်မှတ်နေရင်တောင်မှတကယ်ယုံကြည်တဲ့အကြောင်းအရာတွေကိုလည်းအမြဲတမ်းစစ်ထုတ်ထားဖို့ရှိနေဖို့လိုအပ်ပါတယ်ဒါအတွက်ကြောင့်ဒီလိုမျိုးကောင်းမွန်တဲ့အကြောင်းအရာတွေမှန်ကန်တဲ့အရာတွေအရေးတစ်ခုမှာအခြေအနေတစ်ခုပေါ်မှာပို့ပြီးတော့ကြားလေးမှန်လာမယ်လို့ထင်လာတဲ့အကြောင်းအရာတွေကိုပဲယုံကြည်တဲ့ယုံကြည်ခြင်းကိုတိဆောက်တတ်ပါတယ်အဲ့တော့ရှေ့မှာပြောခဲ့တဲ့ဒီတတ်သဘောတွေအရာစွဲငင်တတ်တဲ့အကြောင်းအရာတွေပေါ်မှာစွဲငင်နိုင်တဲ့အခြေအနေကိုအဖန်ဖန်အလဲလဲပြန်လဲတတိပြုရင်တတိထားရင်ပြုလုပ်ရင်ဒီဟာတွေကလည်းကျမတို့ရဲ့ယုံကြည်ခြင်းတွေကိုပို့ပြီးတော့တိုးစေပါတယ်ဒီနေရာမှာကျမတို့ကမေတ္တာဓာတ်တွေတစ်သက်ခြင်းဝမ်းမြောက်ခြင်းကောင်းမွန်စေခြင်းဒါတွေပါတယ်ပေါ့နော်ဆိုတော့မေတ္တာဓာတ်တွေထားခြင်းကလည်းယုံကြည်ခြင်းတွေကိုပို့ပြီးတော့တည်ကြည်တိုးပွားလာစေတယ်လို့မျှော်လင့်ခြင်းဆိုတဲ့အရာမှာလည်းကိုယ့်ရဲ့အရှိအနာဂတ်တစ်ခုမှာဘာတွေဖြစ်ရမယ်ဆိုတဲ့မျှော်လင့်မှုအကြောင်းအရာတွေတည်ကြည်တဲ့ပြတ်သားတဲ့တွေ့တော့မှုတွေဒါတွေကိုလည်းထားရမှာဖြစ်ပါတယ်ဒီတော့ယုံကြည်ခြင်းတွေရှိလာတဲ့အခါမှာဒီအရာတွေကနေမှတစ်ဆင့်ကိုယ့်ဘဝကိုဖြစ်လို့တဲ့အတိုင်းကဖြစ်စေလို့တဲ့အကြောင်းအရာကျွန်မဒီနေရာမှာအောင်မြင်ရမယ်ချမ်းသာရမယ်ဆိုတဲ့စကားလုံးကိုမပြောချင်ပါဘူးယုံကြည်ခြင်းရှိလာရင်နေထိုင်ရတဲ့အခါမှာပိုင်နိုင်ရှိပါတယ်ရတာလည်းရှိပါတယ်နေရထိုင်ရတာလည်းထိမိရှိလာပါတယ်ဒါကြောင့်မလို့ယုံကြည်ခြင်းအတွက်ကျွန်မရှိကပြောခဲ့တဲ့အကြောင်းအရာအတိုင်းပဲဒီတိုင်းလို့ကျမတို့ဘဝကိုကျမတို့ပုံဖော်ထုစစ်လို့ရပါပြီကျေးဇူးတင်ပါတယ်ရှင်